ကိုလေးညောင်းတက်တာတော့ယူလာရင်ဒီနာနေပါဘယ်နာလဲအော်ဒီနာအော်လောက်ပါဆောင်းမနေပြီလားတေော်တက်တာလာရင်ကိုလေးဆောင်းမတော့လေကိုလေးကိုနှိပ်ပေးနဲ့ဒီနိုင်တောင်ညောင်းလာပြီအဲ့ဒါနည်းနည်းတော့ပြန်နှိပ်ပေးပါအောင်လားအေးညမကိုပြောနေရတော့ရောင်တော့လို့ပါကိုလေးရဲ့ရောင်တော့လို့ပါကိုလေးရဲ့အခြေအနေကလေဒီလိုနှိပ်နေတော့ခဏပဲတက်တာမှာအဲ့တလေဟိုဆောင်းမလေးစိမနဲ့တော့လိုက်တော့မယ်နော်ကိုလေးတော့လိုက်မယ်ဆောင်းမနော်ညီမရဲ့ဟုတ်ပါမအတိတယောက်ကညွှန်လိုက်လို့လေကိုကြီးစိတ်တိုင်းမှာလေးဘက်နာအတွက်ကောင်းတဲ့ဆေးလေးရှိတယ်ဆိုလို့အဲ့ဒါလေးပြပေးပါအောင်ဟုတ်ကဲ့ပါမဒါတော့လေးဘနာဆေးပြနေပါတော့ဒါတော့လေးဘနာဆေးလေးပါရှင်အော်ဒါဆေးရေဟုတ်ကဲ့ဒါဆေးပြဟုတ်ကဲ့ဒါလေးကိုလေတုံးရတဲ့ဟာလေးကိုလေပြောပြပေးအောင်ဟုတ်ကဲ့ပါမဒီလေးဘနာဆေးလေးကတော့လေတစ်ခါတောက်လို့ရှိရင်ဟင်းစားစုံလေးနဲ့နှစ်စုံတစ်နေ့ကို၄ချိန်တောက်ပေးရပါတယ်နော်ဒီလေးဘနာဆေးပြလေးကတော့မနက်တစ်ပြားညနှစ်ပြားပေါ့နော်ဒီဝမ်းရှင်လေးပေါ်မူကြည့်ပြီးတော့လိုတုပ်ပိုလျှော်လေးတောက်ပေးလို့ရပါတယ်နော်မဟုတ်ပြီအဲ့ဒါဆိုရင်လေဒီလိုတစ်မျိုးကိုလေတုံးထည့်ပေးအောင်နော်ဟုတ်ကဲ့ပါမဟုတ်မရပါပြီနော်ဒီလေးဘနာဆေးလေးနဲ့လေးဘနာဆေးပြလေးကကြွက်သားရောင်ရဲခြင်းနဲ့အဆင့်မြင့်နာခြင်းကြိုက်ခဲခြင်းတို့အတွက်လည်းတောက်သုံးပြီးလို့ရပါတယ်နော်မလေးတိလို့ကောင်းလို့ပဲလာဝဲတာလေကဲသွားပြီဟဲ့အမပတ်စံအကျွေးအေးကိုလေးကစောစီထားလို့ပါလားဗါလဲကိုလေးတက်တာသွားပြီလားမတက်တာသေးပါဘူးနင်လာနဲ့တော့ပဲနှိပ်ပေးပါအောင်နှိပ်ဆရာမလို့တော့ကိုလေးရေအရင်အရှင်အန်တီကိုမေးပြီးတော့လေသူတောက်နေတဲ့ဆေးလေးဝယ်ခဲ့ပြီဂုံကြီးတဲ့ကိုလေးရဲ့ဂုံကြီးတော်တော်ကြားဘူးနေတယ်လို့ပဲမလေးအเจ้าမှာပေါ့ငယ်တော့ဆိုလို့ရှိရင်လေဂုံကြီးကြော်ညာတင်ပြနေခဏလာနေတာဟောဟဲ့လေဒါလိမ့်စေးလိုက်ရဒါလေးလိမ့်ပြီးနှိပ်ပေးပါအောင်ကိုလေးကလည်းလိမ့်စေးမဟုတ်ပါဘူးဒါကကြတော့ဂုံကြီးဆေးအရေးတောက်ဆေးအရေးဒါလေးကကြတော့တောက်ဆေးပြားလေးဒီနှစ်ခုပဲတောက်ရတာလေကိုလေးရဲ့ဂုံကြီးဆေးကလေလေးဘက်နာယောဂအမျိုးမျိုးဖြစ်တဲ့ဟိုပိုးလေးဘက်နာတွေးလေးဘက်နာအရေးပြားလေးဘက်နာပြီးရင်လေအစစ်တွေရောင်ရမ်းကြိုက်ခဲတာပြီးရင်ယူရစ်အစစ်တွေအရမ်းများလို့လေဖြစ်တဲ့ကောက်ယောဂပြီးကြီးပါယောဂအမျိုးမျိုးတက်ကိုလည်းလေဘေးတို့ဆိုကြမရှိဘဲနဲ့ထိရောက်စာပျောက်ကင်းစေတယ်လေးဘက်နာရဲ့နောက်ဆက်တွေယောဂတွေလည်းလေတူကာကွယ်ပေးတယ်ကိုလေးရဲ့ဒါနင်ဘယ်တော့ဝယ်ခဲ့ရတော့ပေးမှတော့ဝယ်ခဲ့တာပေါ့ပြင်းတီတော့ဝယ်တယ်ဟာနီနီလေးပဲဟိုကိုလေးရဲ့ရန်ကုန်မြို့စားနေစွဲမြင်းစားနဲ့တာယာကုန်းလန်နတ်တာကုန်းရက်ွယ်အင်းစိန်တို့အဲ့ဒါပြင်ရင်မဲလေဒါဆိုဒီနားလေးပဲပေါ့ဟုတ်ပါမလေးတို့ကလေစာမလေးတောင်းရှိသေးတယ်လေးပဲနာဆိုတကယ်ပြောက်ဂုံကြီးစေးကိုတောက်တယ်နင်ရဲ့ပြောက်တယ်တောက်တယ်ခဏထားပါဦးတောင်ကြီးမှရှိတဲ့တော်လေးကိုလည်းပို့ပေးအောင်မယ်မလေးပို့ပေးစရာမလိုပါဘူးရန်ကုန်မြို့မှာမဟုတ်ဘူးအမြို့မြို့အနေနဲ့မှာရှိတဲ့စိတ်ဆိုင်တွေမှာလေဂုံကြီးကိုအလွယ်တကူဝယ်လို့ရတယ်ဒါဆိုကောင်းတာပေါ့အဲ့တော့နိုင်ငံခြားမှာရှိအမေကိုပဲပို့ပေးလိုက်တော့မယ်မလေးအဲ့ဒါလည်းမပို့ပေးနဲ့ဒီပါကလေမြန်မာတန်းနေမှာလေဂုံကြီးကိုအလွယ်တကူဝယ်လို့ရတယ်လို့ဒါဆိုပိုကောင်းတာပေါ့ဂုံကြီးအမတ်တစ်စိတ်ကတော်တော်ကောင်းတာပဲနော်ကောင်းတာပေါ့ကဲအဲ့ဒါလေးကိုကိုလေးပုံမှန်မိဝယ်ဟုတ်ပြီလားစာအုပ်ဓမက်တော့ချစ်တော့မယ်ကောင်းနေရောရှင်ဟုတ်ဘာခိုင်းမလဲကိုလေးဘာမှခိုင်းစရာမရှိဘူးစာအုပ်ကိုကြည့်ရလေဘယ်တော့ကြိုက်ပုံမယ်နော်စောက်ဒီအိမ်ရောက်လာပြီးကြတဲ့ပန်းနေရမသိတော့ဘူးရှင်မဟုတ်လေဒီအိမ်မှာရှိတဲ့ပန်းနေရမသိတော့ဘူးလို့စာအုပ်ကရေလောင်းပေးလို့လေအဲ့ဒါအခုလေမကိုလေးရဲ့အမေကနိုင်ငံခြားကနေပို့ပေးလိုက်တဲ့အီတလီပန်းအဲ့ဒါစာအုပ်နဲ့လိုက်မယ်ထင်လို့ကိုလေးကလက်ဆောင်ပေးတာပြစာအုပ်မဘာတူလဲကိုရုပ်ခေါ်ပေးခမင်းရောက်နေရလို့ပြောလိုက်ဘယ်ကိုကြီးလဲဟဲ့ဒီမှာမနေ့ကရှိလို့လေကယ်ဗင်ပြောညာပေါ့ရှင်ကဘယ်လိုမလို့ခေါ်ပေးရမလဲဒီငါအကြောင်းမသိသေးဘူးနဲ့တူရဲ့မလေးမသိချင်ပါဘူးစိတ်နှဝင်စားပါအောင်ရှိုင်းလိုက်တာဒီလင်များပြီးရင်လည်းပြန်စို့ဟေးပြန်စို့ပေါ်မယ်လို့သူတလောကလုံးမှာကျွန်တော်ကိုချစ်ဆုံးဖြစ်ပါစေMemory lane,
ကလေဟောလိုက်တာဘယ်မလဲနေဟ home ဖြစ်နာမှာပဲမ quick 对了，先嘛啥啥啥呢？ ဘာစတာတော့ 平常啥呢？ နေတို့ house ကလေ small လိုက်တာအသက်ရှောင်ကြလာတယ်လို့ပဲ အမလီမရဲ့ရန်ကုန်မှာဆိုရင်ဒီလိုတိုက်ခန်းကလင်များမြောက်တဲ့ဆိုတော်တော်လေးကိုကြံနေပါပြီနော် ငါမောင်ဒီမိန်းမအကျုံးဆုံးတက်လိုက်တာနော်အဇီကို respect လည်းမရှိဘူးဘယ်မလဲငါအိုက်ခါအရန်ပြင်ပန်းနေ အော်အမအပေါ်ထက်မှာဗျ စိတ်ကိုတော်တော်လေးချိန်ထားရတယ်နော် ဟိုဆက်ထိန်းသားနော် ဟမ် မဘလို့လဲအခန်းအဆင်ပြေရဲ့လား ပြေပါရဲ့အစတပတ်နေမလို့ပဲအခုကတရက်နှစ်ရက်ပဲ ရပါတယ်အမလည်းအမပြောတော့နေနော်တော့တခုခုလိုတာရှိရင်လည်းရောင်းမအောင်ပြောလေမိမချင်းဆိုတော့ပုံပွင့်လင်းလင်းရှိတာပေါ့ ရှင့်မိန်းမကိုလေးပြောချလိုက်အောင်အမနိုင်ငံခြားမှာနေတာကြာလာပြီဆိုတော့မြန်မာစကားတိတ်မပြောတတ်တော့အဲ့ဟာတီးခံပေးလို့နော် ဟိုမှာရှင့်မှာမထော်မနှမ်းနေဘူးပဲသွားမလဲမသိ မှန်တဲ့ထိမ့်မှတ်အနေနဲ့ဟောဒီမဲ့ဖေတို့မေတို့ကတားလို့သမီးတို့အတွက်လက်ဖွဲ့ဗျာ ဒါကဘာကြီးလဲအဖေ အိုးတားလို့သမီးတို့နေဖို့တိုက်တလုံးလေ တိုက်တလုံး ဟုတ်တယ်ဒါတွေမပြီးသေးဘူးမိမဟိုတာကကားတစ်စီးကဲတားလို့သမီးတို့လည်းမင်္ဂလာပွဲမှာအခမ်းရမယ်ပြင်ပန်းနေပြီကဲအနားကိုရတော့နော်မိမကြီးနေဘက်နာပြန်ထလာပြီနဲ့တူတော့ကွာငါနှိပ်ပြပါဦးကွာ ရှင်ကတော့ဖြစ်ပြီ ဟဲ့အဖေဘာလို့မို့လဲမသိဘူး ဒါလေးထောင်းတာကြားလိုက်လားပြီးအဝတ်ရရှောင်းမ ပြီးပါပြီမိမရဲ့ဘာလောနေအောင် ဟုတ်တော့ခြံတကားကြီးလည်းပွင့်လို့တော့ငါမောင်တော့ဟဲ့အမလေးငဲတူးနေရတယ်ဘလို့လေးလောက်ထားတာလဲပြန်နေလေ အမလေးတေးပါပြီဗျာ ဖြစ်နေကြတာနေမှာငါမောင်ကတော့အစော်ခံနေပြီထင်တယ်ဟဲ့ငါမောင်တို့ဘာဖြစ်ကြတော့အမလေးငါမောင်တို့ရဲ့နင်တို့အမြတ်ကိုကြားတယ်ဟဲ့ငါမောင်ရဲ့ငါမောင်ရဲ့နင်တို့ဘာဖြစ်ကြတော့ ဘာဖြစ်မှာဦးမလဲ ဘာလို့ပြုံပြောနေနင်တို့လာလေညုံငန်းနေတာပဲနော် အဲ့ဒါစောနာခုနာမှာကိုဟောက်ကိုချော်လဲတာ မပြောနဲ့ဟဲ့ကမဒါနေလောက်ထားမလားဟုတ်တယ်လေ နည်းနည်းမြန်မြန်ဖြစ်တာဘာဆန်းလို့လဲ နေရတာဘာမှဖြစ်တာလေဒါငါမောင်မလို့ပူးတလုံးထားတာဟဲ့နေလို့လောက်ရသလား မိမရေကိုပြန်လာပြီမိမ အကူတူပြောချက်ရှိမလားခဲ့အောင်ဟာလားပြောချက်ရှိရထိုင်အောင် မိမဘာပြောလို့လဲ မိမလေးဒေါ်လေးတော်တော်စိတ်ပြက်နေပြီသီလားလုံးဝတီးမခံနိုင်တော့ မိမလည်းတော်လေးနဲ့ဘာဖြစ်ပြန်ပြီတော့ ဘာဖြစ်ရမှာလဲဒီနေ့လေမိမကိုခလေးမရနိုင်ဘူးလားတဲ့ဘယ်သူမှလိုလာလေအဲ့ဒါအခန်းထဲထိဝင်မေးကြအကြောင်းရှိလားပြော အဲ့ဒါတော့တော်လေးလိုနာပေါ့ဒါပေမဲ့မိမရေတော်လေးနဲ့တင်းတင်းမြင့်မြတ်နေပါနော် နေနိုင်ပါဘူးအခုပြောတော့ဒေါ်လေးကဒီမှာတစ်ဖက်နှစ်ဖက်ပဲနေမှာဆိုပြောတော့မိုးလားကဲလားနဲ့ဒါလဲနွားတွေချန်နေနေတွေရှိနေဆိုညမလားသူ့အိမ်အခုနေတာတနေ့ကြော်နေပြီအိမ်ကမစင်းသေးဘူးသူမစင်းရင်နဒီစင်းမယ် အာမိမလည်းမိမဘာလို့အိမ်ပေါ်နေဆင်းရမှာတော့မဆင်းရပါဘူး အေးမိမမစင်းစေချင်ဘူးဆိုလို့ရှိရင်လေသူ့ရအောင်စင်းခိုင်းလေ ဟာမိမလည်းခက်တော့တာပဲဗျာ ဟာမိမရေလာပါ